ကျွန်တော်တို့ကတော့မြန်မာပြည်သက်တွေအကြောင်းနားလေတယ်သူတို့ဘယ်လောက်ပဲရှောင်းရှောင်းကိုဆဲဆိုတဲ့ခဏပဲပေါ့နော်နောက်အချိန်နဲ့မြန်မာပွဲရှိရဆိုရင် TV ရှေ့ရောက်တဲ့လူကရောက်တယ်ကွင်းထဲတွေရောက်လာပေးတဲ့လူကပေးတယ်ပေါ့နော်တကယ်တိုင်းရမင်္ဂလာပါဒီနေ့မှာတော့မမောင်လူရဲ့ကွင်းထဲမှာဘောကန်နေနဲ့အားပေးတဲ့ပရိသတ်အမျိုးသမီးကိုထိုးချိတ်ခဲ့တဲ့ရုပ်သံအပြည့်စုံနဲ့နောက်ဆက်တွဲသတင်းအသေးစိတ်ကိုတင်ဆက်သွားပါမယ်။မလ10ရက်နေ့ကကျင်းပခဲ့တဲ့ MMA ပွဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီအမျိုးသမီးဟာပွဲစဉ်စတဲ့ကမယေမနာရိုးသားစွာအော်ဟစ်ဆဲဆိုကအားပေးနေခဲ့တယ်လို့သိရပါတယ်။ဒါတွေကိုစိတ်မထိန်နိုင်ခဲ့တဲ့မမောင်လွင်ဟာပထမပိုင်းပွဲအပြီးမှာပဲအဆိုပါမျိုးသမီးကိုတွားရောက်ထိုးချိတ်ခဲ့တာပါပြီးတော့တပ်ဆိုင်ရာကအဆိုပါမျိုးသမီးကိုကွင်းပြင်ကိုဆွဲထုတ်သွားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တွေကမမောင်လွင်ကိုပြည်သက်ကိုစော်ကားတယ်ဆိုပြီးတော့အပြင်းထန်ဝေဖန်ခဲ့ပေမဲ့မမောင်လွင်ဘက်ကလည်းအလျှော်မပေးဘဲနဲ့အခုလိုပြန်လဲတုံ့ပြန်ဖြေရှင်းလာခဲ့ပါတယ်အဲ့ဒါပြည်သက်တယ်လားကလားဆိုပြီးတော့ရောခေါ်ခွင့်ရှိလားလူမျိုးရေးခွဲခြားလို့ရောရလားအားပေးရနဲ့ဆဲရနဲ့မတူဘူးအခုကပါစင်နဲ့အတက်တပွဲမဟုတ်နှစ်ပွဲမဟုတ်သုံးပွဲလည်းမဟုတ်ဘူးမင်းတို့တတ်မှတ်ထားတဲ့ပြိတက်ဆိုတာဒါမျိုးလားဆိုပြီးတော့ခြေပပြောဆိုသွားတာပါလက်တလုံးမှာဘောလုံးဖွဲချုပ်ကအရေးယူတာမျိုးမရှိသေးပေမဲ့ဒီလိုလက်သီးအစွမ်းပြပြီးတော့မလေးစားတဲ့တုံ့ပြန်မှုကြောင့်မမောင်လွင်ဟာကစားသမားဘဝကနေအဆုံးသက်သွားနိုင်တယ်လို့ကျွမ်းကျင်သူတချို့ကလည်းတုံ့သက်ပြောဆိုလာပါတယ်မြမလေရေးဆွင်အသင်ကောင်းဆောင်မမောင်လွင်ရဲ့လုပ်ရဟာမြမဘောလုံးလောကတွေမကဘဲနဲ့ပြည်ပမှာတွားရောက်ကစားနေတဲ့မြမကစားသမားတွေရဲ့ဂုဏ်သိက္ခာကိုပါအကြီးကျယ်ထိခိုက်သွားတာပါအားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့မလ10ရက်နေ့ကတန်လျင်တရားဒီဖခွင်းမှာဖြစ်ပွားခဲ့တဲ့မောင်လင်းရဲ့လုပ်ရကအခုဆိုရင်ပြည်တွင်းမှာလည်းမကဘဲနဲ့ထိုင်းနိုင်ငံထိပါရိုက်ခတ်မှုတွေရှိသွားပါပြီ။ဘာကြောင့်လဲဆိုတော့မမောင်လွင်ဟာရန်ကုန်ယူနိုက်တက်မှာအငှားလာကစားနေပေမဲ့သူဟာထိုင်းကလပ်လန်ဖွန်ဝါရီယာအသင်းရဲ့တရားဝင်ကစားသမားဖြစ်နေလို့ပါ။ဒါပေမဲ့ပွဲကြည့်စင်ပေါ်တက်ပြီးတော့အမျိုးသမီးပရိသတ်တို့ကိုလက်သီးနဲ့ထိုးချိတ်ခဲ့တဲ့လုပ်ရကြောင်းသူ့ရဲ့ထိုင်းလီအားကစားသမားဘဝဟာအဆုံးသတ်သွားနိုင်ပါတယ်။ဒီနေရာမှာကျွန်တော်တို့အထူးကစဉ်းစားရမှာကထိုင်းနိုင်ငံရဲ့စံနှုန်းတွေပါ။ထိုင်းလီဟာအာဆီယံမှာအမြင့်ဆုံးလီဖြစ်တယ်လို့ကစားသမားတွေရဲ့စီးကမ်းနဲ့အကျင့်ကိုလည်းအလွန်တင်းကျပ်ပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံမှာအမျိုးသမီးတွေကိုအကြမ်းဖက်မှုနဲ့ပတ်သက်ရင်ပြင်းထန်တဲ့ကာကွယ်ရေးဥပဒေတွေရှိတယ်လို့လူမှုအဖွဲ့အစည်းကလည်းဒါမျိုးကိုလုံးဝလက်မခံပါဘူး။မမောင်လွင်ကတော့ပြည်သက်ကဆဲလို့ပြန်ဆဲတာလှုပ်လို့ပြန်လှုပ်တာလို့စင်ကြေပေးကောင်းပေးနိုင်ပေမဲ့ professional ကစားသမားတယောက်အနေနဲ့ဒါဟာခွင့်လွှတ်လို့မရတဲ့အမှားမျိုးပါ။ကမ္ဘာကျော် Manchester United က Greenwood ဖြစ်ကိုကြည့်ပါအမျိုးသမီးအပေါ်ကျူးလွန်မှုကြောင့်သူဘလောက်အထိရုန်းကန်ရတယ်လဲဆိုတာအားလုံးအသိပါအခုမမောင်လွင်ကပြည်သက်အမျိုးသမီးကိုကွင်းထဲမှာတင်ပြောင်းချလက်သီးနဲ့ထိုးလိုက်တာပါဒီဖြစ်ဖြစ်ဟာ Greenwood ထက်တောင်ပိုပြီးတော့ဆိုးရွားတဲ့လုပ်ရက်လို့ပြောလို့ရပါတယ်အခုဆိုရင်မြမအဖွဲ့အစည်းတွေနဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေကထိုင်းဘောလုံးအဖွဲ့ချုပ် FATC ကိုတိုင်ကြားဖို့ပြင်ဆင်နေကြပါပြီတကယ်လို့ထိုင်းဘောလုံးဖွဲ့ချုပ်ကသာဒီဖြစ်ကိုသိရှိသွားပြီးတော့အရေးယူမယ်ဆိုရင်မမောင်လွင်ဟာထိုင်းမြေပေါ်မှာဘောလုံးပြန်ကစားခွင့်ရဖို့ဆိုတာအဖြစ်နိုင်တော့အောင်ပါပဲလမ်ပွန်ဝါရီဟာအသင်းအနေနဲ့လည်းသူတို့အသင်းရဲ့ပုံရိပ်ကိုထိခိုက်စေမဲ့မိမကိုရိုက်တဲ့ကစားသမားမျိုးကိုစာချုပ်ဖျက်သိမ်းဖို့အထိလှုံ့ဆော်လာနိုင်ပါတယ်ဘောလုံးသမားဆိုတာခြေစွမ်းတဲ့စိတ်ဓာတ်ကအဓိကပိုအရေးကြီးပါတယ်အရှင်ကလည်းပြည်သက်ကိုရိုင်းဆိုင်လုပ်ခဲ့မှုတဲ့ရာဇဝင်ရှိတဲ့မမောင်လွင်ဟာအခုတော့အနေဆုံးစံနှုန်းကိုပါချိုးဖောက်လိုက်ပြီးဖြစ်ပါတယ်မြမဘောလုံးလောကမှာအရေးယူမှုတွေရှိမရှိကအရေးမကြီးပေမဲ့နိုင်ငံတကာစံနှုန်းတွေနဲ့ရှင်လာရင်တော့မမောင်လွင်ရဲ့ကစားသမားဘဝဟာတကယ့်ကိုစိုးရိမ်စရာအနေအထားကိုရောက်သွားပါပြီပြည်သက်ကိုရန်သူလို့သဘောထားပြီးတော့အမျိုးသမီးကိုလက်သီးနဲ့ထိုးတဲ့ကစားသမားမျိုးကိုထိုင်းလီကပြန်ပြီးတော့လက်ခံပါမလားဆိုတာကတော့အလံဝေးသွားပြီလို့ပြောရမှာပါပြည်သက်ကြီးတို့ရောမမောင်လွင်ရဲ့လုပ်ရက်ကိုလက်ခံလားလက်မခံဘူးလားဆိုတာကိုပြည်သက်တို့ရဲ့ဝေဖန်သုံးသပ်ချက်လေးတွေကိုလည်းပြောသွားပါအောင်နော်